တယောက်ထဲမှာပဲနဲ့အလွဲလေးရှိဘူးလားပေါ့နော်ဟန်ဒီတယောက်ကတော့အရင်တော့မနေ့ရတယ်လွဲတာဆိုတော့အေးကြီးရတဲ့ဟာသားပေါ့နော်ဘလို့လွဲလဲဆိုတော့အဲ့ပုံမှန်အဖြစ်ဒီကတော့အော်တိုဟိုးမပါကြတော့ဒီခလောက်ကိုရှာပြီးနေတာပေါ့နော်အော်တိုဟိုးနှိမ့်လိုက်ပြီမဲ့ဒါပေမဲ့သူ့ရဲ့ဒီ touch share တွေမှာနည်းနည်းလေးဖုံတက်နေရလားပါအဲ့ဒါနောက်ဖုံးဖွင့်နေတဲ့ဟာကြီးကိုသူနှိမ့်ပြီးတော့ဆိုတော့မီးပွင့်ရင်တက်ပါကိုလည်းအနှိမ့်မီးပွင့်ကလည်းအစိမ်းဆိုအနောက်အကုန်လုံးအချက် like ကိုပါကင်ထိုးပြီးအချက်တွေပြပြီးတော့ကားပေါ်ဆင်းပြီးတော့နောက်ဖို့တပိတ်ရပြီးတော့တပိတ်ပြီးတော့ sorry ပါဆိုပြီးတော့ like ခေါင်းငုံပြီးတော့ကားပေါ်ပြေးတက်ရတော့ဝါအလွဲအဲ့လိုတယောက်တည်းကားမောင်းရင်လေဟိုတစ်ခါလေးကြာရင်အဲ့လိုလေးလွဲတတ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးအလွဲလေးဟန်ဒီကတော့ခဏတော့မဖြစ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးမနေ့ကဖြစ်သွားတာအဲ့ဒါလေးကို sharing လုပ်နေပေါ့နော်အဲ့လိုမျိုးကားမောင်းတဲ့သူတွေရောမဟုတ်ကားစီးဘူးတဲ့သူတွေမှာအဲ့လိုအတွေ့အကြုံလေးဘလို့အလွဲလေးရှိဘူးလဲဆိုတော့ဟန်ဒီကိုဝေးမျှပေးပါအောင်လို့ဆိုတော့အဲ့ဒါလေးကိုလှမ်းပြီးတတိယနဲ့လှမ်းပြပြ